ရိုနယ်ဒိုကဒီချမ်းသာတဲ့မင်္ဂလေးကိုအယမ်းမုန်းတယ်အကြောင်းရင်းကအန်အောစရာပဲစင်ကန်ပွဲတစ်ခုမှာခရစ္စတီယာနိုရိုနယ်ဒိုရောက်လာတယ်ရိုနယ်ဒိုရဲ့ fan assist ဆိုရင် like လုပ်ပြီး CR7 လို့ comment ကြည့်ပေးမှာဘယ်နှစ်ယောက်ရှိလဲကြည့်ရအောင်ယူဒီရဲ့ချမ်းသာတဲ့မင်္ဂလေးတယောက်သူ့စီလျှောက်လာပြီးဒေါ်လာကတန်းတခါတည်းချင်းတွေ့တာလားလို့မေးတယ်ရိုနယ်ဒိုကပြုံးပြီး okay လို့ပြောလိုက်တယ်အားလုံးအန်အောတင်သွားကြတယ်ပြီးတော့နောက်ကနေဂျော်ဂျီနာရော့ဒရီဂွက်စ်ကအားလုံးကိုကြားလိုက်ရတယ်အခုတော့ပြီးသွားပြီလို့ခန်းစားရတယ်မင်္ဂလီကဒီညတွေ့မယ်လို့ပြောတယ်နောက်ဆုံးလှည့်ကွာရိုနယ်ဒိုရက်လိုက်ပြီးပတ်စံအတွက်ဟုတ်ကဲ့လို့မပြောဘူးမင်းကိုဖောထုတ်ဆိုပြောလိုက်တာပါလို့ပြောတယ်မင်္ဂလီကစကားတောင်မပြောနိုင်တော့ဘူးဂျော်ဂျီနာကပြုံးလိုက်တယ်ဗီဒီယိုလေးကိုကြည့်ရင်တငယ်ချင်းတွေကိုပါ share ပေးလိုက်ပါဦး my TikTok account edit studio ကို follow လုပ်ထားဖို့မမေ့နဲ့နော်ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်